ဆိုတော့ကိုဘုံမင်းကန်နေနဲ့ပေါ့နော်လက်ရှိကိုတက်ရောက်နေတဲ့အတန်းတွေမှာတင်ရှားမှုအပိုင်းတွေမှာရောဘယ်လိုမျိုးတွေးကြုံနေရခဲ့လဲဘယ်လိုမျိုးဖြတ်သန်းနေလဲပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ဖြေပေးပါအောင်ဟုတ် ဘယ်လိုမျိုးကွဲထွက်သွားလဲဆိုတော့ discussion base ကိုသွားရပါတော့အဲ့ဒီအတွက်ဒီ system ကိုကြိုက်တာဖြစ်တယ်ဘာလို့လဲဆိုတော့ဒီ discussion base သွားတဲ့အချိန်မှာကျွန်တော်တို့မတူညီတဲ့ ideology ရှိရဗျာအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့အတွေးခေါ်ပိုင်းမှာပို့ပြီးရင့်တန်နိုင်ခြင်းရှိတယ်ဒါမီးဒါချက်ဒါဖြေဒီစနစ်ထက်ပို့ပြီးတော့မှ discussion ပိုင်းတွေရော critical ပိုင်းတွေရောဒါတွေကို emphasize လုပ်တာဖြစ်တဲ့အတွက်ခုလက်ရှိမှာပေါ့နော်အတွေ့အကြုံအနေနဲ့ဆိုရင်တော့ပို့ပြီးတော့မှ ideology ဘက်ကိုသွားတာဖြစ်တဲ့အတွက်အရန်ကိုအကောင်းမအဆင်ပြေလို့ပြောလို့ရပါလားကွန်ပျူတာအနေနဲ့ရောဘယ်လိုမျိုးလေးကိုရဲ့ဒီ difference ခြားနားမှုရှိတယ်အတွေ့အကြုံတွေကဘယ်လိုမျိုးလဲပါ ခြားနားတာတော့လုံးဝခြားနားတယ်ကျွန်တော်အရင်ဟိုဖြစ်ခဲ့ရတဲ့ education background နဲ့ရှင်တော်တော်ကြီးဟိုခြားနားတဲ့ပိုင်းတစ်ခုမှရှိရပါတော့အဓိကအဖြစ်ဆရာဆရာမကျွန်တော်အရင်ကျွန်တော် education background ဆိုလို့ရှိရင် interaction ကမရှိတော့နေတယ်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်ဒီဆရာမတင်တော့ကျွန်တော်တောက်လျှောက်မှတ်တယ်မှတ်ဖို့ရရင်ပြီးပြီပေါ့နော်ဟောဒီမှာကျတော့မဟုတ်ဘူးဟို topic တစ်ခုလာပြီ topic တစ်ခုကျွန်တော်သင်ပြီဆိုလို့ရှိရင်မသိငင်မာနေနဲ့ကျွန်တော်တို့တစ်ခါလေးဆွေးနွေးတာဥပမာအနေနဲ့ interaction ကိုဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ semester history ပဲထားပါတော့ကျွန်တော်တို့အဲ့မှာဆိုရင်ကျွန်တော်ဘယ်လိုဆွေးနွေးလဲဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ် American ကသူကိုယ်တိုင်ကဂျပန်ကိုပုံကျဲလိုက်တယ်ပုံကျဲပြီးဘာလို့သူကိုယ်တိုင်ပြန်ပြီးတော့ထိုင်ရဘေးဘာလို့ပြန်ပြီးအချိုတက်တာလဲစဉ်းစားရတယ်ပေါ့နော်စဉ်းစားခိုင်းနေဟုတ်ပြီအကုန်လုံးစဉ်းစားရတယ်ကိုယ့်ရဲ့အမြင်ထင်မြင်ချက်တွေဒီမှာပုံမှန်နေပြောလို့ရတယ်ကွာသလားဒီတယောက်မှားရဆိုရင်တော့မှကိစ္စမရှိဘူးသူ့ရဲ့ thinking ကိုကျွန်တော်တို့အကုန်လုံး respect ရှိတယ်ဟုတ်ပြီသူဒီလိုမျိုးစဉ်းစားရတယ်ပေါ့နော်ဒါပေမဲ့လည်းကိုယ်နဲ့မတူဘူးကိုဆွေးနွေးပြီးကိုပြောလိုက်တဲ့အရာတစ်ခုကမှန်ခြင်းကောင်းမှန်တယ်မှားခြင်းကောင်းလည်းမှားနိုင်မယ်ဒါပေမဲ့သူဒီလိုမျိုးတွေးသူလိုပြောတယ်အဲ့ဒီပုံမှာကျွန်တော်တို့ကလည်းကျောင်းသားချင်းချင်းကနေပြီးတော့လည်းပြန်ပြီးတော့ဆွေးနွေးတယ်ဟုတ်တယ်တရားတော့ဒီလိုရှိတယ်ဒါပေမဲ့ဒီကောင်တော့ဒါမဖြစ်နိုင်ဘူးဒါလို့ဘယ်လိုသွားနိုင်လဲကျွန်တော်တို့ပြန်ပြီးပြောတဲ့ခါကျရင်ကျွန်တော်တို့မှာ communication နဲ့ကျွန်တော်ရတယ်ပြီးရင်အဲ့လိုမျိုးပြောပါများတော့ discussion တွေလုပ်ပါများတော့ဒီဆရာနဲ့လည်းကျွန်တော် interaction လုပ်ပါများကျွန်တော်တို့ပတ်ချမ်းကနေပြီးconfidence လည်းပို့ရှိတာကျွန်တော်နောက်ပိုင်းကျတော့ရှင်မှားလဲကျွန်တော်ပြောရဲတယ်ဘလူးတန်းဟိုအမှားမရှိသူဆိုတာလည်းမရှိဘူးဟုတ်တယ်မလားဒီအမှားတွေကလည်းကျွန်တော်တို့တဖြည်းဖြည်းနဲ့တင်ယူသွားတာပဲဆိုတော့အဲ့လိုမျိုးပြောရဲတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာကဒီ education system မှာကျွန်တော်သိရတဲ့ခုကကျွန်တော်တို့အမှတ်တွေပါကောင်းခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တီးခြားတီးတက်နေလို့မရအောင်တီးတက်နေတယ်မလားတချို့ဆိုရင် introvert အရင်တီးခြားနေတဲ့သူရှိတယ်ဒီမှာအဲ့လိုနေလို့မရအောင်ဘာလို့ဆိုပေးတဲ့ criteria မှာက assignment နဲ့ group project လုပ်ရတဲ့ဟာကဒီ final exam ရဲ့ပေးတဲ့ percentage အမှတ်ထားပိုများတယ်အဲ့တော့တခြားသူတွေကျွန်တော်ဆွေးနွေးလို့ရတယ်အဲ့ဒီမှာတယောက်က participation မပါဘူးဆိုလို့ရှိရင်အမှတ်ကတော့သိတာတယ်ဟို criteria တွေပေးရတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေတစ်ခုမှာ communication ကလည်းရင်းကြီးတယ်တယောက်နဲ့တယောက်နဲ့ communication ချင်းချိတ်ဆက်ပြီးတော့ကျွန်တော်ဆွေးနွေးပြီးတော့ကျွန်တော်တို့ဒါပြောနိုင်ဖို့လည်းရေးကြည့်တယ်နောက်ပြီးတော့ environment တော့ဒါကတော့ခြားနာတယ်ပေါ့နော်အကုန်သိတယ်မယ်environment ကကျွန်တော်တို့ဒီဟာကိုစာအုပ်ကောင်းကောင်း landing လုပ်နိုင်တဲ့ environment တခုရှိတယ်ကျွန်တော်တို့စုညံတန်တွေပါမရှိဘူးပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါအပြင်ဒီလိုမျိုး physical environment ဒီဟာတွေအပြင်ကိုမှကျွန်တော်တို့ကျောင်းသားတွေကိုယ်တိုင်ကလည်းတယောက်ချင်းစီမှာမတူညီတဲ့ရှုထောင့်ကနေစဉ်းစားနိုင်ဆိုရင် debate လုပ်နိုင်ဆိုတာရှိတယ်အဲ့တော့ environment ကလည်းကျွန်တော်တို့ဆွေးနွေးလို့ကောင်းတယ်ကွာပြောမယ်ဆိုရင်ပြိုင်ဆိုင်လို့ကောင်းတယ်ကွာအဲ့လိုမျိုး environment ဖြစ်တဲ့အတွက်ကျွန်တော်တော်တော်လေးသဘောကျတယ်ပြည်သူတို့အနေနဲ့ရောနောက်ဆုံးဘာများထပ်ပြီးပြောချင်သေးတယ်ကျွန်တော်အနေနဲ့ပေါ့နော်ဆောနာကိုဝင်လို့စတဲ့ကိုပုံမှန်ပြောခဲ့တယ်လို့ပဲပေါ့နော်အဓိကတော့ကျွန်တော်တင်ရှားတဲ့အခါမှာ communication တွေအများကြီးလုပ်ရတယ်ကိုယ့်ရဲ့ classmate တွေနဲ့ပတ်သက်ပြီးတော့ discussion လုပ်ရမျိုးရှိရဲteacher တွေနဲ့လည်းကျွန်တော်တို့ကစာတင်တဲ့အချိန်မှာပြန်လဲ discuss လုပ်ရတယ်ပေါ့နော်အများနဲ့ကျွန်တော် open လုပ်ပေးထားတဲ့ teacher တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုအများနဲ့ဒီတင်ရှားပြီးတဲ့အခါမှာ question တွေကိုအများနဲ့ welcome လုပ်တယ်အများနဲ့ဖြေရှင်းပေးတယ်အများနဲ့အချင်းချင်း discussion တိုက်ကိုတော့နောက်တစ်ခုက self study လုပ်ရဖြစ်ပေါ့နော် self study လေးအဓိကသွားနေတာဆိုကို self study လုပ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မတူညီတဲ့အမြင်တွေကိုလည်းမေးမြန်းပြီးတော့ discussion လုပ်ပိုင်ခွင့်ရှိရပေါ့နော်အဲ့ဒါတွေကနေတစ်ဆင့်ကျွန်တော်တို့ဘာဖြစ်လာဆိုတော့ဆောနာကျွန်တော်တို့ confidence တွေရှိလာပေါ့နော်လူတစ်ယောက်ချင်းစီတိုင်းမှာကျွန်တော်ပြောရဲလာတယ်ဆိုရဲလာတယ်အချင်းချင်းမေးမြန်းလာတယ်တစ်ဖက်လူနဲ့လည်းဒီအပြန်အလှန် discussion လုပ်တဲ့အခါမျိုးမှာကိုယ့်ရဲ့ confidence level ကလည်းပို့ပြီးတော့မြင့်မားလာတာမျိုးကျွန်တော်ရှိလာတယ်ပေါ့နော်အဲ့ဒါကြောင့်အရင်အထက်ဆိုင်ရင်ကျွန်တော်တို့ရဲ့ American education system ကိုယ့်ရဲ့ confidence ကိုမြင့်ပေးနေတာမျိုးလည်းကျွန်တော်ကြုံတွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီလက်ရှိစာသင်ခန်းထဲမှာပဲဖြစ်စေအပြင်မှာပဲဖြစ်စေဒီ system ရဲ့ကျေးဇူးတွေကြောင့်ကျွန်တော်တို့ရဲ့ကိုယ့် confidence တွေကပိုပြီးမြင့်တက်လာတယ်နောက်ပြီးတော့ကိုယ်ရခဲ့တဲ့experience တွေကတစ်ဆင့်ကျွန်တော်တို့ကဒီလက်တွေ့လောကမှာလည်းပြန်ပြီးတော့အသုံးချလို့ရတဲ့ဟာမျိုးလည်းကျွန်တော်ကြုံတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့၃ယောက်လက်ရှိ core education ကိုမှတခြားဒီ soft skill နေတယ်ပေါ့နော်ကိုယ်တွေတယောက်ချင်းစီရဲ့တခြား pima skill communication တွေဘယ်လို confidence ရစေတယ်ပြီးတော့ကိုယ့်ရဲ့ဒီစာသင်နေတဲ့ environment ကလည်းဘယ်လိုနေထားမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဘိုင်းထဲမှာဆွေးနွေးသွားတာဖြစ်ပါတယ်